အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ထိုင်းနိုင်ငံကချနဘူရီမှာရှိတဲ့နာမည်ကျော်ထိုင်းမြန်မာတင်မင်းတမန်ရထားလမ်းကိုလာရောက်လည်ပတ်ထားတာဖြစ်ပါတယ်ရထားလမ်းဟာဒုတိယကမ္ဘာစစ်အတွင်း1942ခုနှစ်ကနေ1943ခုနှစ်အထိဂျပန်စစ်တပ်ကထိုင်းနိုင်ငံဘန်ပေါင်းနဲ့မြန်မာနိုင်ငံတိုင်မူစီယမ်မြို့ကိုဆက်သွယ်တည်ဆောက်ခဲ့တဲ့ရထားလမ်းဖြစ်ပါတယ်စုစုပေါင်းအရှည်415ကီလိုမီတာခန့်ရှိပါတယ်ဒီထားလမ်းကိုတိစောက်ရမှာမဟာမိတ်နိုင်ငံတွေကစစ်သုံးမှတ်နေအပြင်မြန်မာ၊ထိုင်း၊မလေးရှား၊အင်ဒိုနီးရှားနဲ့တခြားအာရှနိုင်ငံတွေကအတင်းကျပ်ခေါ်ယူခံထားရတဲ့လူသမားများပြားကိုအသုံးပြုခဲ့ပါတယ်။တောထူထပ်တဲ့တောင်တန်းတွေကြောက်တောင်တွေကိုလက်နဲ့တူပေါ်ရပြီးအစာရေစာမလုံလောက်တာယောဂဗျာတွေအလုတ်တန်နေကြောင်းလူပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရပါတယ်။အဲဒီလိုဝမ်းနည်းစရာသမိုင်းကြောင့်ဒီနေရာကိုတင်မင်းတမန်ထားလမ်းကိုယနေ့တိုင်တူတည်များပါတယ်။ဒီခီးစဉ်လေးကိုမတရားဖြစ်အောင်စီစဉ်ပေးပြီးကျွန်တော်တို့ကိုလိုက်ပို့ပေးခဲ့တဲ့ MJ Super ပို့ပစ္စည်းကုမ္ပဏီကတတိယဝင်နဲ့အထူးကျေးဇူးတင်ပါတယ်။ခုလိုဝန်ထမ်းတွေကိုပန်းပြေနားယူရင်သမိုင်းဝင်နေရာတစ်ခုကိုလာရောက်ခွင့်အောင်စီစဉ်ပေးခဲ့တဲ့အတွက်တကယ်ကျေးဇူးတင်ပါတယ်။ဗီဒီယိုလေးကိုစားဆုံးလိုက်ကြည့်ပြီးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်ထပ်လည်းခီးသွား blog တွေကိုကျွန်တော်ဆက်လက်ပြီးကောင်းမွန်စွာတည်တဲ့ကောင်းအောင်လုပ်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ကျေးဇူးပါ။ခုလိုစားကောင်းတောက်ကောင်းတွေကိုလည်းကျွေးမွေးရတဲ့အတွက်တထေးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။နောက်လည်းဒီထက်မကခုလိုကျွေးနိုင်မွေးနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာ။လုပ်ငန်းနဲ့ဒီထက်မကအောင်မြင်ပါစေခင်ဗျာ။